ဟုတ်ကိုကြီးမင်္ဂလာပါဟိုင်းမှာပြကြမောင်းပြန်ပြီးညနေတော့ပြီးလာပြန်ပြီးလာမှာပြန်ပြီးလာမှာအခုကျတော့အမခိုင်းပြီးလာပြန်ပြန်တောင်းပါဆိုတော့ပြန်ပြန်လို့ရပါတယ်ခုနကစားနေနော်ဟုတ်ကိုကြီးမင်္ဂလာပါဟိုင်းမှာပြကြမောင်းပြန်ပြီးညနေတော့ပြီးလာပြန်ပြီးလာမှာပြန်ပြီးလာမှာအခုကျတော့အမခိုင်းပြီးလာပြန်ပြန်တောင်းပါဆိုတော့ပြန်ပြန်လို့ရပါတယ်ခုနကစားနေနော်